ဒီဗီဒီယိုမှာတော့ဖေဖော်ဝါရီလ1ရက်နေ့မှာထွက်ရှိလာမဲ့ Lancelot နဲ့ Odette ရဲ့ Black Time Skin ကိုဈေးအသက်သာဆုံးနဲ့ဘယ်လိုယူရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Black Time Skin ကိုဖောက်ရင်းနဲ့ဖေဖော်ဝါရီလ Starlight Skin အသစ်တစ်ကောင်ကိုလည်းအလကားရယူနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးခြင်းဖြင့်ကူညီပေးကြပါဦး။ဝိုင်းပြီးတော့မြားလေးပြထားတဲ့ subscribe ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကူညီပေးကြပါအောင်ဗျ။ Lancelot နဲ့ Odette ရဲ့ Black Time Skin ကို Collector Skin တွေဖောက်တဲ့ Exclusive Collection Event အနေနဲ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ Collection Point က2000ဆိုတော့ Collector Skin တွေ Lucky Box Skin တွေနဲ့အတူတူပဲဖြစ်ပါတယ်။ဒီ Event ကတော့ February 1ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးတော့ February 28ရက်နေ့မှာ Event ကကုန်ဆုံးမှာပဲဖြစ်ပါတယ်။ Event ကြာချိန်ကတော့28ရက်ပဲဖြစ်ပါတယ်။ Event Short တွေကိုဝင်ကြည့်ကြည့်ရအောင်။ Fasa နဲ့ Kufra Skin နေရာမှာ Lancelot နဲ့ Odette ရဲ့ Black Time Skin ပဲဖြစ်ပါတယ်။ Lancelot နဲ့ Odette ရဲ့ Black Time Skin ကို Crack 924မှာဖြစ်ပါတယ်။ Trisla, Upuan Kupa, Silon ရဲ့ Collector Skin တွေကကြတော့ Crack 804မှာဖြစ်ပါတယ်။ Lunosh, Arete, Kakura, Akai တို့ရဲ့ Lucky Box Skin တွေကိုတော့ Crack 640နဲ့400မှာပဲဖြစ်ပါတယ်။ Crack 640ရဖို့ဆိုလို့ရှိရင်65ကြိမ်လှည့်ရတယ်။ Crack 920ရဖို့ဆိုလို့ရှိရင်85ကြိမ်လှည့်ရတယ်။ Crack 800ရဖို့ဆိုလို့ရှိရင်အကြိမ်80လှည့်ရမှာပဲဖြစ်ပါတယ်။ဒီ event မှာတော့ diamond တွေသုံးပြီးလှည့်လို့ရတယ်။ Crystal Aurora COA တွေသုံးပြီးတော့လှည့်လို့ရတယ်။ Light Boon Key တွေကိုသုံးပြီးတော့လှည့်လို့ရမှာပဲဖြစ်ပါတယ်။ Light Boon Key တွေကိုကျွန်တော်တို့ဘယ်ကနေရနိုင်မလဲဆိုလို့ရှိရင်တော့ဒီမှာ Premium Supply ရှိတယ်။ Premium Supply မှာဆိုလို့ရှိရင် login ဝင်ရင် Light Boon Key တစ်ချောင်းရမယ်။ Diamond 100သုံးရင်တစ်ခုရမယ်။250သုံးရင်2ခုရမယ်။900သုံးရင်3ခုရမယ်။ Starlight Member ဝင်လို့ရှိရင်2ခုရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ Starlight Member ကို Diamond 300နဲ့ဝင်ရမှာပဲဖြစ်ပါတယ်။ Diamond 300နဲ့ Starlight Member ဝင်လိုက်လို့ရှိရင် Starlight Skin တစ်ကောင်ရယ် Crystal Aurora 300ရယ်ရရှိမှာပဲဖြစ်ပါတယ်။ Crystal Aurora တစ်ခုက Diamond တစ်လုံးနဲ့ညီမျှတဲ့အတွက် Crystal Aurora 300ရတာက Diamond 300ပြန်ရတာနဲ့အတူတူပါပဲ။တို့အဲ့ဒီ Crystal Aurora 300က Exclusive Collection ဒီ event မှာပြန်ပြီးတော့လှည့်လို့ရမှာဖြစ်တဲ့အတွက် Starlight Skin တစ်ကောင်ကိုအလကားရလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ Light Boon Key ကိုဘယ်ကနေထပ်ရရှိနိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Total Reward ဆိုတဲ့နေရာနေမှာကျွန်တော်တို့ရရှိနိုင်ပါတယ်။အချိန်20လှည့်ပြီးလို့ရှိရင် Light Boon Key တစ်ချောင်းရမယ်။အချိန်40လှည့်ပြီးလို့ရှိရင်နောက်တဲ့ Light Boon Key တစ်ချောင်းထပ်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်ဒီမှာတော့ Diamond နဲ့ Crystal Aurora သုံးပြီးတော့လှည့်တဲ့နီးရယ် Crystal Aurora ကြီးကိုပဲသုံးပြီးတော့လှည့်တဲ့နီးရယ်ဒီနှစ်နီးနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Diamond 800နဲ့ Crystal 1800သုံးပြီးတော့ Collector Skin တစ်ကောင်ကိုလှည့်မှာပဲဖြစ်ပါတယ်။ကို့မှာ Crystal 1800မရှိဘူးဆိုလို့ရှိရင်လည်းရှိတဲ့ Crystal ကိုသုံးပြီးတော့ကျန်တာကို Diamond နဲ့သုံးပြီးလှည့်လဲရပါတယ်။တို့ဖေဖော်ဝါရီလ1ရက်နေ့မှာ Turn Draw 30% short စီနဲ့ Crystal 350နဲ့10ချိန်လှည့်မယ် Total Draw 10ချိန်ဖေဖော်ဝါရီလ1ရက်နေ့မှာပဲ 1 Draw 50% short စီနဲ့လှည့်လိုက်တယ် Total Draw က17ချိန်ရှိသွားပြီဖေဖော်ဝါရီလ2ရက်နေ့မှာ Turn Draw ကို Diamond 900နဲ့လှည့်မယ် Diamond 900တော့မယ် test ရှိတဲ့အတွက် Diamond 900နဲ့လှည့်မယ် Turn Draw စုစုပေါင်း draw က21ချိန်ရှိသွားပြီပြီးတော့ Starlight Member ဝင်လိုက်မယ် Crystal Aurora 300ရမယ်ပြီးအဲ့ဒီခါမှာဆိုလို့ရှိရင်တော့ Light Boon Key 6ချောင်းရပြီအဲ့တော့ Light Boon Key နဲ့6ချိန်လှည့်မယ် Total Draw အချိန်30ရှိသွားပြီဖေဖော်ဝါရီလ2ရက်နေ့မှာပဲ 1 draw ကို 50% short စီနဲ့တစ်ချိန်လှည့်မယ်အဲ့တော့ Total Draw 30နဲ့တစ်ချိန်ရှိသွားပြီဖေဖော်ဝါရီလ3ရက်နေ့မှာ 1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်ဟော Total Draw 30နဲ့2ချိန်ရှိသွားပြီဖေဖော်ဝါရီလ3ရက်နေ့မှာပဲအချိန်20လှည့်မယ်10ချိန်ကိုCrystal 900ကျအချိန်20ဆိုတော့ Crystal 1000အချိန်20လှည့်မယ်တော့စုစုပေါင်း Total Draw က52ကြိမ်ရှိသွားပြီပဲဖြစ်ပါတယ်ဖေဖော်ဝါရီလ4ရက်နေ့ကနေပြီးတော့23ရက်နေ့ထိကို 1 draw 50% short စီ Crystal 25နဲ့တရုတ်တစ်ခါလှည့်သွားပြီးတော့ရက်20အချိန်20လှည့်မယ်အဲ့တော့ Total Draw က82ကြိမ်ရှိသွားပြီပြီးတော့24ရက်နေ့မှာ 1 draw 50% short စီနဲ့တစ်ချိန်လှည့်မယ်တော့ Total Draw က83ချိန်ရှိသွားပြီတော့24ရက်နေ့မှာပဲကျွန်တော်တို့ Total View ကနေပြီးတော့ Light Boon Key 2ခုရမယ်အချိန်20လိမ့်တစ်ချောင်းရမယ်အချိန်40လိမ့်တစ်ချောင်းရမယ်ဆိုတော့စုစုပေါင်း2ချောင်းရမယ်အဲ့တော့အဲ့ဒီဟာနဲ့ Light Boon Key 2ချောင်းနဲ့လှည့်လိုက်ရင်
total တော့85ချိန်ရှိသွားပြီ85ချိန်ဆိုလို့ရှိရင် Lancelot နဲ့ Oda ရဲ့ Bloodline skin ကိုရပြီကျွန်တော်တို့ Collector skin ကိုလိုချင်ဆိုလို့ရှိရင်အချိန်80လဲရမယ် crash 800နဲ့လဲရမှာဆိုတဲ့အတွက်အဲ့တော့ February 25ကနေ29ကို1 draw 50% short စီနဲ့3ရက်ကိုတနေ့တစ်ချိန်စီနဲ့3ချိန်လဲမယ်အဲ့တော့ total တော့88ချိန်ရှိသွားပြီโอเคနောက်ဆုံးရက်28ရက်နေ့မှာ1 draw 50% short စီနဲ့လှည့်တယ်အဲ့တော့စုစုပေါင်းတော့89ချိန်ရှိသွားပြီအဲ့တော့အဲ့နောက်ဆုံးရက်28ရက်နေ့မှာပဲ1 draw short စီမရှိတော့ဆိုတဲ့အတွက် quiz 50နဲ့လှည့်ရမယ်အဲ့တော့1 draw စုစုပေါင်းအချိန်80လှည့်ပြီးသွားပြီပဲဖြစ်ပါတယ် lucky box skin အတွက် diamond 800နဲ့ crystal 1050သုံးပြီးတော့လှည့်မှာပဲဖြစ်ပါတယ် crystal 1050ရှိတယ်ကိုမှ slot crystal နဲ့ကျွန်တော် diamond သုံးပြီးတော့လှည့်လဲရှာပါတယ် February 1ရက်နေ့မှာ turn draw 30% short စီ crystal 350နဲ့စိတ်တင်လှည့်မယ်အဲ့တော့ total draw စိတ်တင်ရှိသွားပြီအဲ့တော့1ရက်နေ့မှာပဲ1 draw 50% short စီနဲ့တစ်ချိန်လှည့်မယ်အဲ့တော့ total draw 17ချိန်ရှိသွားပြီပြီး2ရက်နေ့ February 2ရက်နေ့မှာ turn draw diamond 900သုံးပြီးတော့လှည့်မယ်အဲ့တော့ turn draw စုစုပေါင်း draw 21ချိန်ရှိသွားပြီပြီးလို့ရှိရင်2ရက်နေ့မှာပဲ starlight member ဝင်မယ်ပြီးအဲ့ဒါကကြလို့ရှိရင် live bookie 6ချောင်းရမယ်အဲ့တော့အဲ့ live bookie 6ချောင်းနဲ့လှည့်မယ်9ချိန်လှည့်မယ်အဲ့တော့ total draw အချိန်30ရှိသွားပြီအဲ့2ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်မယ်အဲ့တော့စုစုပေါင်း draw total draw 31ချိန်ရှိသွားပြီနော် February 3ရက်နေ့ကနေပြီးတော့29ရက်နေ့အထိ25ရက်တိတိကို1 draw 50% short စီနဲ့တစ်ချိန်လှည့်သွားမယ်25ချိန်အထိလှည့်သွားမယ်အဲ့တော့ total draw ဘယ်လောက်ရှိသွားမလဲဆိုရင်56ချိန်ရှိသွားမယ်နောက်ဆုံးရက်28ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်မယ်အဲ့တော့ total draw 59ချိန်ရှိသွားပြီအဲ့တော့ total reward ကနေပြီးတော့ live bookie 2ချောင်းရမယ်2ချိန်20လိမ့်1ချောင်းအချိန်40လိမ့်2ချောင်း1ချောင်းဆိုစုစုပေါင်း2ချောင်းရမယ်အဲ့တော့ live bookie 2ချောင်းနဲ့လှည့်မယ်အဲ့တော့ total draw 59ချိန်ရှိသွားပြီเนาะအဲ့တော့အဲ့ဒီနောက်ဆုံးရက်28ရက်နေ့မှာပဲ1 draw short စီမရှိတော့ဆိုတော့သူက crystal တစ်ချိန်1 draw 50ကြာမယ်အဲ့တော့6ကဆိုတော့ crystal 300ကြာမယ်အဲ့တော့6ကလှည့်မယ်6ကလှည့်မယ်ဆိုတော့ total draw ဘယ်လောက်ကြာမလဲဆိုလို့ရှိရင်65ချိန်ရှိသွားပြီပဲဖြစ်ပါတယ်ဒါကတော့ diamond 300ပဲသုံးပြီးတော့ကျန်တာကို crystal တွေသုံးပြီးတော့လှည့်တဲ့ collector skin ဖောက်တဲ့နည်းပဲဖြစ်ပါတယ် February 1ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်။စုစုပေါင်း draw တစ်ချိန်2ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်။စုစုပေါင်း2ချိန်3ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်။စုစုပေါင်း3ချိန်4ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်။စုစုပေါင်း4ချိန်ပြီးရင် starlight member ကို diamond 300နဲ့ဝင်တယ်။ live bookie 3ချောင်းရတယ်။နော် live bookie 3ချောင်းရတယ်3ချိန်လှည့်တယ်စုစုပေါင်း9ချိန် turn draw 30% short စီနဲ့ crystal 350နဲ့လှည့်တယ်10ချိန်လှည့်တယ်စုစုပေါင်း18ချိန်4ရက်နေ့မှာပဲအချိန်30 10ချိန် time crystal 900ဆိုစုစုပေါင်း crystal 1500အချိန်30လှည့်တယ်စုစုပေါင်း49ချိန်February 9ရက်နေ့ကနေပြီးတော့29ရက်နေ့အထိ23ရက်တိတိကိုတရက်ကို1 draw 50% short စီနဲ့တရက်ကိုတစ်ချိန်စီလှည့်သွားပြီး23ချိန်လှည့်တယ်တော့စုစုပေါင်းအချိန်80 28ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်း81ချိန်တော့ total reward ကနေရတဲ့ live bookie 2ခုနဲ့ထည့်လှည့်တယ်2ချိန်ထည့်လှည့်တယ်အဲ့တော့စုစုပေါင်း83ချိန်28ရက်နေ့မှာ2ချိန်လှည့်မယ်crystal 50နဲ့2ချိန်ဆိုတော့ crystal 100နဲ့2ချိန်လှည့်တယ်စုစုပေါင်း85ချိန်85ချိန်ဆိုရင် Lancelot နဲ့ Oda ရဲ့ bloodline skin ရပြီအဲ့တော့နောက်ထပ် collector skin လိုတဲ့ crystal ရှိရ crush ရနဲ့လဲရမယ် collector skin ဆိုလို့ရှိရင်အချိန်80လဲရမယ်ဆိုတော့ကျွန်တော်နောက်ထပ်5ချိန် crystal 50နဲ့5ချိန်လဲတယ် crystal 250ကျတယ်အဲ့တော့စုစုပေါင်းအချိန်80ဖြစ်သွားပြီပဲဖြစ်ပါတယ်မှာ live ဖုန်းပါဗျာကျွန်တော်တီနဲ့ wine နဲ့မားရထားအဲ့ဒါတော့တစ်ချက်လောက်သိခံပြီးကြည့်လိုက်ပါဗျာဒါကတော့ diamond 300ပဲသုံးပြီးတော့ကျန်တာကို crystal တွေသုံးပြီးတော့လှည့်တဲ့ lucky box skin ဖောက်တဲ့နည်းပဲဖြစ်ပါတယ် February 1ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်းတစ်ချိန်2ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်း2ချိန်3ရက်နေ့မှာလည်း1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်း3ချိန်4ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်း4ချိန် starlight member ဝင်တယ် live bookie 3ခုရတယ်3ချိန်လှည့်တယ်စုစုပေါင်း9ချိန်4ရက်နေ့မှာပဲ turn draw 30% short စီနဲ့ crystal 350နဲ့10ချိန်လှည့်တယ်စုစုပေါင်း18ချိန်အချိန်20
10ချိန်ကို crystal 900နဲ့ crystal 1000နဲ့အချိန်20လှည့်တယ်စုစုပေါင်း38ချိန်နော်ဖေဖော်ဝါရီ9ရက်နေ့ကနေပြီးတော့29ရက်နေ့အထိတရက်ကို1 draw 50% short ဈေးနဲ့တရက်ကိုတစ်ချိန်နဲ့23ရက်23ချိန်လှည့်တယ်စုစုပေါင်းအချိန်60 28ရက်နေ့မှာ1 draw 50% short ဈေးနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်း61ချိန် total viewer ကနေရရှိတဲ့ live booking 2ခုနဲ့2ချောင်းနဲ့2ချိန်ထည့်လှည့်တယ်စုစုပေါင်း63ချိန်28ရက်နေ့မှာ2 draw crystal 50 2ချိန်ဆို crystal 100နဲ့2ချိန်လှည့်တယ်အဲ့တော့စုစုပေါင်း65ချိန်ချိန်ဆိုတော့ lucky box skin ရပြီပဲဖြစ်ပါတယ်ဒါကတော့ crystal ကြီးပဲသုံးပြီးတော့လှည့်တဲ့နည်းပဲဖြစ်ပါတယ်တရက်နေ့မှာ1 draw 50% ရှုစင်းနဲ့တစ်ချိန်လှည့်မယ်စုစုပေါင်းတစ်ချိန်ရှိသွားပြီအဲ့တော့ login ထိုင်ပုံကြီးကတစ်ခုရမယ်အဲ့တော့တစ်ချိန်လှည့်တယ်စုစုပေါင်း2ချိန်ရှိသွားပြီအဲ့တရက်နေ့မှာပဲ10 draw 30% short စင်းနဲ့crystal 350ကြာမယ်10ချိန်လှည့်တယ်စုစုပေါင်း draw 12ချိန်ရှိသွားပြီတရက်နေ့မှာပဲအချိန်30လှည့်မယ်တစ်ချိန်ကို10ချိန်ကို crystal 900ကြာမယ်အချိန်30ဆိုတော့ crystal 1500အချိန်30လှည့်တယ်စုစုပေါင်းတော့42ချိန်ရှိသွားပြီဖေဖော်ဝါရီလ2ရက်နေ့ကနေပြီးတော့29ရက်နေ့အထိ26ရက်ကိုတနေ့ကို1 draw 50% short စီနဲ့တနေ့တစ်ချိန်26ရက်တိ26ချိန်လှည့်သွားမယ်တော့စုစုပေါင်း draw 68ချိန်ရှိသွားပြီ28ရက်နေ့မှာနောက်ဆုံး28ရက်နေ့မှာ1 draw 50% short စီနဲ့ crystal 25နဲ့တစ်ချိန်လှည့်တယ်တော့စုစုပေါင်း69ချိန်ရှိသွားပြီတော့ total reward ကနေပြီး live booking 2ချောင်းရမယ်အဲ့တော့2ချိန်လှည့်တယ်တော့စုစုပေါင်း draw 82ချိန်ရှိသွားပြီเนาะအဲ့တော့28ရက်နေ့မှာပဲ4ချိန်လှည့်မယ်တစ်ချိန်ကို short စဉ်မရှိတော့ဆိုတော့သူကတစ်ချိန်ကို crystal 50ကြာမယ်4ချိန်ဆိုတော့ crystal 200 4ချိန်လှည့်တယ်85ချိန်အဲ့85ချိန်ဆိုလို့ရှိရင် Lansdowne နဲ့ Oda ရဲ့ black dice skin ရပြီပြီးတော့နောက်ထပ်5ချိန်ထည့်လိုက်မယ် crystal 50နဲ့5ချိန်ထည့်လိုက်မယ်တော့ crystal 250ကြောက်မယ်5ချိန်ထည့်လိုက်တယ်ဆိုစုစုပေါင်းအချိန်80ရပြီအခါကျရင်တခြား quality skin တွေကိုရရှိမှာပဲဖြစ်ပါတယ်ဒါကတော့ lucky box skin ကို crystal ကြီးပဲသုံးပြီးတော့လှည့်တဲ့နည်းပဲဖြစ်ပါတယ်တရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်းတစ်ချိန်ရှိပြီ login live booking တစ်ချောင်းရတယ်အဲ့ဒါနဲ့တစ်ချိန်လှည့်တယ်စုစုပေါင်း2ချိန်ရှိပြီတရက်နေ့မှာပဲ10 draw 30% short စီ crystal 350နဲ့10ချိန်လှည့်တယ်စုစုပေါင်း12ချိန်ရှိပြီအဲ့တော့တရက်နေ့မှာပဲအချိန်20 10ချိန်ကို crystal 900နဲ့ဆိုအချိန်20ဆိုတော့ crystal 1000နဲ့အချိန်20လှည့်တယ်စုစုပေါင်း32ချိန်ရှိပြီဖေဖော်ဝါရီ2ရက်နေ့ကနေပြီးတော့29ရက်နေ့အထိ26ရက်ကိုတရက်ကို1 draw 50% short စီ crystal 25နဲ့တရက်ကိုတစ်ချိန်နဲ့26ရက်ထိ26ချိန်လှည့်မယ်အဲ့တော့စုစုပေါင်း58ချိန်ရှိပြီ28ရက်နေ့မှာ1 draw 50% short စီနဲ့တစ်ချိန်လှည့်တယ်တော့စုစုပေါင်း59ချိန်ရှိပြီ total reverse ကနေပြီးတော့ live booking 2ခုထည့်ရတယ်အဲ့2ခုနဲ့2ချိန်ထည့်လိုက်တယ်အဲ့တော့စုစုပေါင်း61ချိန်ရှိပြီ28ရက်နေ့မှာ crystal 50နဲ့4ချိန်လှည့်မယ်အဲ့တော့4ချိန်လှည့်လိုက်တဲ့အတွက်စုစုပေါင်း65ချိန်ရှိပြီ65ချိန်ဆိုလို့ရှိရင် lucky box စကင်တစ်ခုကိုရရှိမှာပဲဖြစ်ပါတယ်